မင်္ဂလာပါပလတ်စတစ်ပလန်တလုံးကိုမိထေးထည့်လိုက်ရင်ဘာဖြစ်သွားမလဲဒါပေမဲ့ပလတ်စတစ်ကိုပြန်ပြီး fuse လုပ်လို့ရတယ်ဆိုတာကိုသိပါသလားဒီနေ့ဗီဒီယိုမှာပလတ်စတစ်နဲ့ခုစအိုင်းရေနံစင်းဆက်နေမှုကိုရှင်းပြပါမယ်ရေနံစင်းဆိုတာကမြေအောက်မှာရှိတဲ့ hydrocarbon dioxide တစ်ခုဖြစ်ပါတယ်ဒီထဲမှာ DESI digital မကပလတ်စတစ်လုပ်ဖို့ကုန်ကန်းပစ္စည်းတွေလည်းပါဝင်နေပါတယ်တန်းစင်ဆက်ထဲမှာရေနံစင်းကိုအပူပေးပြီးဒီအရေးကြပေါင်းခံစင်ထဲမှာခွေခောက်ပါတယ်အပူရှိရင်လည်း gas petrol diesel kerosene ဆိုပြီးအလွှာတွေခွေထွက်လာပါတယ်ဒီထဲမှာနှစ်ဖက်သားဆိုတာကပလတ်စတစ်ထုတ်ဖို့အတွက်အဓိကကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်ပါတယ်ဒီ small molecule တွေကို chemical reaction နဲ့ share လိုက်ရင်ပလတ်စတစ်ဆိုတဲ့ polymer တွေဖြစ်လာပါနှစ်ဖက်သားကိုအပူရှိမြင်းမြင်းနဲ့ဖက်တော့ဖိတ်စင်တစ်ခုနဲ့လောက်လဲရင် bit molecule တွေဟာ small molecule ဖြစ်သွားပါတယ်ဒါကပဲပလတ်စတစ်ပါ ethylene polyethylene propylene polypropylene ဆဲဝန်စစတစ်ခုကတော့ကျွန်တော်တို့ဒီပလတ်စတစ်ကိုအပူပေးလိုက်တော့အခါ polymer break down oil ဆိုပြီးတော့ပြန်ပြီး fuse လုံစားဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့အစားတုံးကစီကနေလာတာဖြစ်တော့ပါ။ဒါကြောင့်ပလတ်စတစ်ဆိုတာဂျာဆွဲမဟုတ်ပါဘူး။အခေရေနစင်းတစ်မျိုးလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်ဒီပလတ်စတစ်တွေဟာမိလောင်လွယ်တဲ့ fuse ပြန်ထုတ်နေပါတယ်ဒီပလတ်စတစ်ကရတဲ့စီတွေကပုံမှန် DESI diesel စီမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ impurity လို့ခေါ်တဲ့အငြိကိများပါရှိနေတာကြောင့်ပလတ်စတစ် oil ကို refinery process distillation treatment လုပ်ပြီးမှသုံးနေပါတယ်ဒါကြောင့် refinery process မရှိရင်ကျွန်တော်တို့ ADC ကိုမသုံးသင့်ပါဘူးပလတ်စတစ်ဆိုတာတဘောကတစ်ခါတည်းရှိတဲ့ပစ္စည်းမဟုတ်ပါဘူးရေနံစင်းကို chemical process နဲ့လုပ်ပြီးတော့ဖန်တီးတော့တဲ့အရာတစ်ခုဖြစ်ပါတယ်